အကျန်းဖက်သမားတွေရဲ့တောင်းကြမှုကြောင့်နန်းတော်ကြီးဟာစစ်မြေပြင်တစ်ခုလိုဖြစ်သွားတယ်။ဘရင်ဖြစ်လာမဲ့သူမဟာရန်သူတွေရဲ့လက်ထဲမှာအကူအညီမဲ့နေရှာတယ်။သူမရဲ့မျက်လုံးတွေထဲမှာကြောက်ရွံ့မှုနဲ့အားငယ်မှုတွေဖိနှံ့နေတယ်။ဘေးပတ်ဝန်းကျင်မှာတနတ်တန်တွေအော်ဟစ်တန်တွေနဲ့စူးညံ့နေပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအဝေးကြီးကမြင်းခွာတန်တွေကြားလာရတယ်။မြင်းဖြူဖြူသရှိပေါ်မှာအင်ကြီးအနက်ရောင်နဲ့သူရဲ့ကောင်းတစ်ယောက်သူမရဲ့ပြီးရင်သူမရဲ့တခုတည်းသောအချစ်တော်ကြီးဟာမြန်းဆန်းတဲ့အရှင်အုံနဲ့သူမစီကိုရောက်လာခဲ့တယ်။သူ့ရဲ့နောက်မှာတော့တော်ဝင်အဆောင်တပ်သားတွေရဟတ်ရင်တွေစစ်မြင်းတွေတန်ချက်ကကားတွေနဲ့အတူစစ်သေးတော်တပ်ဖွဲ့ကြီးဟာမိုးချိုးမုန်တိုင်းတစ်ခုလိုချီတက်လာတယ်။သူတို့ရဲ့ဥဆောင်သူဟာအဲ့ဒီမင်းသားအဲ့ဒီမြင်းဖြူစီးလာတဲ့ရှင်မရင်ရန်သူတွေဟာတုန်လှုပ်သွားကြတယ်။သူတို့ရဲ့မျက်နှာတွေပေါ်မှာထိတ်လန့်မှုနဲ့အတူတေချင်းတရားရဲ့အရေးတွေကြားရောက်လာတယ်။ဒါပေမဲ့သူမရဲ့မျက်လုံးတွေထဲမှာတော့အံ့အားသင့်မှုတွေဟာမျိုးလင့်ချက်ရဲ့မီးရှူးတန်ဆောင်လေးတွေလိုပြန်လဲထွန်းလင်းလာတယ်။တိုက်ပွဲကြီးဟာ10မိနစ်အတွင်းပြီးဆုံးသွားတယ်။ရန်သူတွေလက်နက်ချပြီးထွက်ပြေးကြတယ်။ဘရင်ကြီးဟာသူ့ရဲ့မီးဖျားချစ်လာမဲ့သူစီကိုတွက်လက်တဲ့ခြေလမ်းတွေနဲ့ရှောက်လာတယ်။သူတို့နေယောက်ကြားကလေဟာပြင်ဟာနှစ်ပေါင်းများစွာခရီးစံတစ်ခုလိုရှည်လျားနေတယ်လို့ပါပဲ။ပြီးတော့သူမကိုပွေ့ဖတ်လိုက်တယ်။ဘယ်သူမှမခွဲနိုင်တဲ့ပွေ့ဖတ်မှုပါပဲ။အဲ့ဒီဖတ်ထားမှုထဲမှာဘာသာစကားတွေမလိုအပ်တော့ဘူး။အဲ့ဒီမှာအတိတ်ပဲအားလုံးပါဝင်နေပြီ။ဒါဟာဘရင်တရားပါရဲ့တာဝန်မဟုတ်ချစ်သူတယောက်ရဲ့တာဝန်ပါ။ကဘာနှစ်ခုကိုအုပ်စိုးနိုင်တဲ့ဘရင်တရားပါဟာသူ့ရဲ့နိုင်ငံကိုမဟုတ်ပဲသူ့ရဲ့အချစ်ကိုရွေးချယ်ခဲ့တယ်။အဲ့ဒီညမှာသူဟာသူ့ရဲ့ကောင်းတယောက်ဖြစ်လာခဲ့တယ်။ဒါပေမဲ့သူမရဲ့မျက်လုံးထဲမှာတော့သူဟာအမြဲတမ်းဘရင်တရားပါပဲ။